Okay အားလုံးပဲမင်္ဂလာပါပေါ့နော်ကျွန်တော်ဒီဗီဒီယိုမှာကျွန်တော်ဗာကြောင်းလေးပြပြသွားမလဲဆိုရင်တော့ကျွန်တော်ရှိမှဒါမျိုးဒီအာသမီဒီလုံးရောက်ထားတယ်ဒီမှာပေါ့နော်အာသမနဲ့ပေါက်လေးပါဒီအာသမီဒီလေးကသူကဘာဖြစ်တာလဲဆိုရင်တော့သူကဒီဖွင့်လိုက်မယ်ဖွင့်လိုက်တဲ့ခါမှာဒီလိုလေးမီလေးကလင်းနေပေါ့နော်ဒီလိုလေးလင်းနေဒီလိုလေးလင်းမိမယ်လို့သူ့ရဲ့ပြစ်ချက်ကဘာလဲဆိုရင်တော့ဒီထက်အာသမမြင်ရတာပေါ့နော်အာသမမြင်ရတဲ့ပြဿနာဖြစ်နေတယ်အဲ့အတွက်ကျွန်တော်တို့ဒီပြဿနာကျွန်တော်တို့ဘယ်ရလာလဲဆိုကျွန်တော်တို့ဒီကောင်လေးကျွန်တော်တို့ဖွင့်ကြည့်ရမယ်ပေါ့နော်โอเคပါများသောအားဖြင့်တော့ဒီကောင်နဲ့လာအာသမမြင်အောင်ဆိုတော့ဒီကောင်ကပြက်စီးတာလည်းဖြစ်နိုင်တယ်လို့ဒီကောင်းပစ္စည်းရဖြစ်နေတော့အတွင်းကတစ်ခုပြတ်သွားတယ်ဖြစ်နေတယ်ပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်တို့လက်ကြည့်မယ်ဒါမျိုးမီဒီယိုကျွန်တော်စလုပ်ဖို့တော့ကျွန်တော်ဒီကြီးကိုတန်ချောင်းနဲ့ထိုးပြီးတော့ဒီတိုင်းလေးကျွန်တော်တို့ရေးပေးလိုက်ပေါ့နော်ဘာလို့ဒီတိုင်းလေးရေးခိုင်းလဲဆိုတော့ဒါမျိုးမီဒီအစ်စ်တွေမှာဆိုရင်တော့ဒီဘေးမှာကော်ရီကတ်ထားတယ်ပါတယ်ကျွန်တော်မီဒီယိုကခွာပြီးသားလေးနေမှာပေါ့နော်ဒီမဲ့ဒီတိုင်းလက်ထားနေရပါတယ်ကျွန်တော်ဒီမှာနှလုံးပါမယ်ဒီနှလုံးကိုကျွန်တော်တို့ချွတ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီတိုင်းလေးထိုးခွာမယ်ဒီဖော်တုံးနဲ့ဒါထည့်ပြီးကျွန်တော်ထည့်ပေးတာမဟုတ်ပါဘူးဒီတခဲကိုကျွန်တော်တို့အထင်းလေးအောင်ထည့်ပေးထားတာပါဘာလို့လဲဆိုတော့ကျွန်တော်ပြပြမိမယ်ပေါ့နော်ဒီဖော်တုံးလေးပါရင်ကျွန်တော်တို့ဒီတခဲရတယ်လို့မခလောက်တော့တယ်လို့မခလောက်တော့တဲ့အတွက်ကြောင့်ပေါ့နော်ဒီတခဲထဲမှာပါတယ်ကာဗွန်ဒိုင်ချောင်းလေးကျိုးတာလည်းတက်တာမယ်ပြီးကြရင်ဒီဝါယာတွေပြုတ်တာလည်းတက်တာမယ်ပေါ့နော်များသောအားဖြင့်ကျွန်တော်တို့ဒီတခဲရတဲ့ခလောက်နေမယ်ဆိုရင်ဝါယာကကျွန်တော်တို့အမြဲတမ်းလှုပ်နေရတာဖြစ်တဲ့အတွက်ကြောင့်တဖြည်းဖြည်းနဲ့သူကအတွင်းထဲကသူကဝါယာအဆန်နဲ့တဖြည်းဖြည်းနဲ့ပြက်လာပြီးတော့ကြာတော့ဝါယာပြုတ်သွားတယ်ပေါ့နော်အဲကြောင့်မလို့ဒီကောင်လေးထည့်ပေးထားတာပါဒီကောင်လေးကမဖြစ်မနေရေးကြည့်ပါတယ်ဒီဖော်တုံးနေတာကျွန်တော်ပြည်သူတွေအနေနဲ့ဒီမီဒီထဲမှာမပါတော့ဘူးဆိုရင်တော့ plastic လေးပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီတကူပဲဖြစ်ဖြစ်ပေါ့နော်အကြားထဲမှာထိုးထည့်ပေးပါ okay ပြီးကြရင်တော့ကျွန်တော်တို့ဒီကောင်လေးကျွန်တော်တို့ခွာလိုက်မယ်ဒီထဲမှာနှလုံးပါတယ်အဲ့နှလုံးကိုကျွန်တော်တို့ချွတ်လိုက်မယ်ပေါ့နော်ကျွန်တော်တေချာလေးမြင်အောင်ပြပေးမယ်ဝတ်ဒီမယ်ပေါ့နော်အချို့ကျွန်တော်တို့ဒီမီဒီမှာဒါမျိုးအသက်မရတဲ့ပြဿနာမျိုးဖြစ်တဲ့အခါကျရင်ဒီတက်ခဲတွေကကျွန်တော်တို့ဒီ discharging ပဲရတယ် charging မရတော့ဘူး discharging ဆိုတော့ဒီတက်ခဲတွေနဲ့ကျွန်တော်တို့အားပြန်နှုတ်ယူတာကိုပြောတာပေါ့နော် charging ဆိုတော့ကျွန်တော်ဒီတက်ခဲကိုအားသွင်းတာပါโอเคပါဒီတက်ခဲကိုအားသွင်းလို့မရဘူးဒါပေမဲ့တက်ခဲရတဲ့ကျွန်တော်တို့ကောင်းကြီးအဲ့ဒါမျိုးပြဿနာကြီးဖြစ်တယ်ပေါ့နော်ခုကလည်းကျွန်တော်တို့ဘယ်ရဖြစ်တာလဲဆိုကျွန်တော်တစ်ချက်တော့လိုက်ကြည့်မယ်ကျွန်တော်ဒီမဲတုံးလေးတွေ့ရမယ်ပေါ့နော်ဒီမဲတုံးလေးတွေ့ရမယ်ဒီမဲတုံးလေးကဒီမဲတုံးလေးတွေ့ရမှာပေါ့နော်ဒီမဲတုံးနဲ့တို့ဒိုင်အောင်လို့ခေါ်တယ်ဒီကောင်လေးကသူကဒါကျွန်တော်တို့ AC 4ကနေ DC 4ကိုပြောင်းတဲ့နေရာမှာဒီကောင်လေးကိုသုံးပါတယ် AC 4ကနေ DC 4ကိုပြောင်းတဲ့အခါမှာဒီကောင်လေးကိုသုံးတယ်ဒီကောင်လေးကသူက AC 4တော့ကျွန်တော်တို့ဒီ inverter တို့ကျွန်တော်တို့အိမ်ဒီမှာဆင်တဲ့လျှက်စစ်ကထွက်တဲ့လျှက်စစ်ပေါ့နော်ဒီမီတာကွန်ထွက်တဲ့လျှက်စစ်ကိုကျွန်တော်တို့ AC လျှက်စစ်လို့ခေါ်ပါတယ် DC လျှက်စစ်တော့ကျွန်တော်တို့ဒီတခဲတွေကထွက်တဲ့လျှက်စစ်တို့ battery O တွေကထွက်တဲ့လျှက်စစ်တို့ဒီကျွန်တော်တို့မီဒီကိုကျွန်တော်မီလင်းအောင်လုပ်တဲ့လျှက်စစ်တွေဒါ DC လျှက်စစ်ပါကျွန်တော်တို့အိမ်မှာအခုကျွန်တော်တို့အိမ်မှာဒီပလက်ပေါက်ကနေပြီးတော့မီဒီတွေကျွန်တော်တို့ရှိရပေါ့နော်အဲ့ဒါမျိုး AC မီဒီအကြီးတွေရှိတယ်အဲ့မီဒီတွေကသူက AC နဲ့ထုံးရတယ်ဆိုပေမဲ့သူအတွင်းထဲမှာဒါမျိုးတိုင်အောင်ကလေးနဲ့ကျွန်တော် circuit ကလေးရှိရပေါ့အဲ့ circuit ကလေးကနေပြီးတော့မှဒီ AC ကနေ DC ကိုပြောင်းပြီးတော့အဲ့မီးပြားတွေကိုလင်းစေတာပေါ့နော်ကျွန်တော်အဲ့မီးပြားတွေ DC မီးပြားတွေပါ AC မီးပြားတွေမဟုတ်ပါဘူးဘောနော်ဒါမျိုးမီဒီတွေကျွန်တော်ပြောတာပါဒီကောင်နဲ့ဒါ DC မီးပြားတွေပါဒီမှာအပေါင်းတို့တွေရေးထားပါတယ်ပေါ့နော်ဒီမှာအပေါင်းတို့တွေလို့ရေးထားပါတယ်ခုကျွန်တော်ဒီမှာဝါယာလေးတစ်ချောင်းပြုတ်နေဒီဝါယာလေးကကျွန်တော်တို့ဒီအရင်ကတည်းကပြုတ်ကလေးနဲ့တွေ့ပေါ့နော်ကျွန်တော်ကန်လိုက်တာနဲ့တန်းပြုတ်သွားတယ်โอเคဒီကောင်းလေးကျွန်တော်တို့ဒီဘက်ဒီမှာပေါ့နော်သူကပလန်လေးရှိတယ်ကျွန်တော်တို့ဘင်ငုတ်ကလေးပြုတ်သွားလို့ကျွန်တော်တေချာပြပေးမယ်ကျွန်တော်ဒီငုတ်ကလေးပြုတ်သွားတာပါဒီငုတ်ကလေးပြုတ်သွားတာဒီငုတ်ကလေးနဲ့ကျွန်တော်တို့ဒီဘက်ကဒီမီးပြရဲ့အပေါင်းအနီချိုးငုတ်ကလေးနဲ့တငုတ်ထဲတွေပေါ့နော်တငုတ်ထဲလို့ပြောလို့ရတယ်ငုတ်ချမ်းနဲ့ကွယ်နေသူတို့အောက်ကပလန်အတူတူပဲပေါ့နော်ပလန်ကိုကျွန်တော်တို့ဘယ်လိုကြည့်ရလဲဆိုကျွန်တော်ပြပေးမယ်ဒီမှာပေါ့နော်ဒီအစင်းအောင်ပြားလေးပေါ့နော်ပလန်ဘလိုကျဲတွေမပြမယ်ဒီအစင်းအောင်ပြားလေးပါအခုကျွန်တော်ဒီကြောက်လိုက်နဲ့တင်ထားတဲ့ဒီအစင်းဆိုးအောင်ပြားလေးတာပလန်လေးပေါ့နော်ဒီဘက်ကဒါအစင်း6ကလေးတာပလန်မဟုတ်ပါဘူးဒီအစင်းဆိုးအောင်ပြားလေးတာဘာလို့ကျွန်တော်ပလန်လို့ပြောရလဲဆိုရင်ဒီကောင်လေးတဲ့ဒီအစင်းဆိုးအောင်ပြားလေးတဲ့အောက်မှာကျွန်တော်ကြီးပြားလေးတွေပါတယ်အဲ့ကြီးပြားလေးတိုင်းကျွန်တော်တငုတ်ကနေတငုတ်ကိုကျွန်တော်ဝါယာကြိုးတော့ပေါ့နော်ဒီကြီးပြားလေးနဲ့ကျွန်တော်လျှက်စစ်ပို့ပေးထားတာပါဒီဘောင်းနေမှာသူကဒီကျွန်တော်တို့ကော်လေးနဲ့ပြန်လောင်းထားတာပေါ့နော်ဒါလေးကိုချစ်ကြည့်လိုက်မယ်ဆိုရင်ဒီထဲမှာကြီးပြားလေးတွေ့နိုင်ပါတယ်ကျွန်တော်တို့ဒီမှာချက်မပြတော့ဘူးကျွန်တော်ပြည်သူတွေဆိုတော့ဒါမျိုး circuit လေးချင်းချစ်ကြည့်ပါပြီးရင်တော့ကျွန်တော်ဒီမှာတက်လိုက်မယ်အဲဆိုတော့ကျွန်တော်ပြုတ်သွားတဲ့ငုံလေးမှာတက်ပြီးကျွန်တော်မီးပြားလေးဖွင့်ကြည့်မယ်ပေါ့နော်ဒီမှာမီးပြားလေးကောင်းကောင်းလေးလင်းနေအောင်တွေ့ရပါတယ်ကဲပါကောင်းကောင်းလေးလင်းနေအောင်တွေ့ရတယ်ဒါဆိုတော့ကျွန်တော်တို့ဒီကောင်းလေးကျွန်တော်တို့ဘာလို့အသက်မရလဲဆိုကျွန်တော်တစ်ချက်တော့ကြည့်ကြည့်မယ်ပေါ့နော်ဒီညမှာကျွန်တော်တခုစဉ်းစားနေရလေးရှိလိမ့်မယ်ပေါ့နော်ဘလို့ဘာလို့စဉ်းစားနေရလေးလဲဆိုရင်တော့သူက
ဒါမျိုးကျွန်တော်ရှူလာပို့တာလေဒီ customer ရဲ့အတုံးကလည်းကျွန်တော်အားမဝင်တော့တာလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါလေးတခုတော့နည်းနည်းစဉ်းစားရပါမယ်ဒီကောင်နဲ့အကုန်လုံးကောင်းနေတယ်ဆိုတော့အဲ့ပြဿနာပဲဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒီကောင်နဲ့ကျွန်တော်ဆန်းသက်လို့အကုန်လုံးကောင်းနေဆိုအဲ့ပြဿနာဖြစ်လိမ့်မယ်ကျွန်တော်တို့မီတာလေးတော့ရှိဖို့လိုပါလိမ့်မယ်ပေါ့နော်မီတာလေးမရှိရင်အဆင်မပြေတော့ပါဘူးโอเคမီတာလေးမရှိရင်တော့အဆင်မပြေတော့ပါဘူးအဲဒါကျွန်တော်ဒီမှာဒီလိုလေးထိုးလိုက်ပါဒါတော့သူအာသွင်းကြိုးလို့ပြောတာဒါကကျွန်တော်အာသွင်းကြိုးလေးပါသူအာသွင်းကြိုးမဟုတ်ပါဘူးအေးအာသွင်းကြိုးလေးတိုင်းထိုးလိုက်ထိုးပြီးသွားပြီထိုးပြီးသွားပြီကျွန်တော်တစ်ခုပြမယ်ပေါ့နော်မျိုးဒီ digital meter လေးလုံးလိုက် analog meter ဆိုလည်းရပါတော့ကျွန်တော်တို့ဒါကျွန်တော်ရှိမှဒါ digital meter ပဲရှိလို့ဒီကောင်လေးနဲ့ဆက်ပြပေးမယ်ဒီကောင်လေးကကျွန်တော်တို့အတန်မီစကေးကဒီ 20k မှာတော့ကြာနေပေါ့နော်ဒီအုံး 20k မှာတော့ကြာနေပါတယ်โอเคဒါမြောင်းလေးပေါ့နော်ဒီမြောင်းလေးကနေဒီ 20k ကိုကျွန်တော်ပြောင်းပေးလိုက်တဲ့ပြောင်းပေးပြီးတိုင်းကျွန်တော်တစ်ချက်ပြပေးမယ်ပေါ့နော်ဒီနေ့မှာကျွန်တော်တို့ကအချို့မီတာဆိုတော့ဒါအတန်မီစကေးဆိုပါတယ်ကျွန်တော်မီတာလေးဒါဘူဇာလည်းမပါတော့အတန်မီစကေးရတော့မရဘူးပေါ့နော်โอเคသူတို့ဒီလက်တက်နှစ်ခုကျွန်တော်ဒီတိုင်းထိလိုက်မယ်ဒီတိုင်းထိလိုက်တယ်ဒီမှာကနန်းလေးတက်လိုက်တယ်ပေါ့ကျွန်တော်တို့အဲ့ဒီနှစ်ခုဆက်တဲ့ခါမှာကျွန်တော်အဆက်အသွယ်ရှိလားမရှိလားဆိုတော့အဲ့လိုတိုင်းပါပါအခုဒီမှာလွှတ်လိုင်းကနန်းမတက်ဘူးဒီတိုင်းကနန်းတက်တယ်ပေါ့နော်ကနန်းဘယ်လောက်တက်တယ်ဆိုတော့ကျွန်တော်မကြည့်ပါဘူးကနန်းလေးတက်လာတာကိုကျွန်တော်ကြည့်မယ်ပေါ့နော်အခုကျွန်တော်ဒီမှာလွှတ်လိုင်းပြန်ပြောက်သွားတက်ပဲပြန်ပုံနေမှာပေါ့နော်ပြီးရင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုရင်တော့ဒီမီးပြရဲ့ကျွန်တော်တို့ဒီဒါလေးအသင်းကောင်းလေးပေါ့နော်ဒီဘက်ပြရတော့ခလုတ်ဒီဘက်ပြရတော့ခလုတ်ပြင်မယ်ဒီဘက်ပြရတာခလုတ်ပြင်မယ်ဒီဘက်ပြရတာအသင်းကောင်းလေးမှာအသင်းကောင်းလေးကျွန်တော်အောင်ငုံကကျွန်တော်တို့တငုံမှာထောက်လိုက်မယ်ရင်းဒီဘက်ငုတ်ကလေးထောက်မယ်ပေါ့နော်ကဲကြိုက်တဲ့လက်တန်းနဲ့ထောက်ပါအနီပဲဖြစ်အနက်ပဲဘာမှဖြစ်ပါဘူးအဲ့လိုလက်တန်းနဲ့ထောက်လိုက်မယ်ဒီနေ့မှာသူတို့ဒီကျွန်တော်တိုင်းမဲ့အခုဒီအသင်းငုတ်ရဲ့နှငုတ်ကိုတော့မထိစီနေပေါ့နော်ကျွန်တော် short ပြမှာကြောက်လို့မဟုတ်ပါဘူးထိရင်ကျွန်တော်တို့ကဒီကနန်းကျွန်တော်တို့လိုချင်လို့ရလာမှာမဟုတ်ဘူးပေါ့နော်ဒီပါကျွန်တော်ဒီနေ့မှာကျွန်တော်ပတ်လန်းကြောင်းလေးကျွန်တော်ဒီခုလောက်ပြောကြည့်မယ်ပေါ့နော်ဘယ်လိုပတ်လန်းကြောင်းလေးဆိုကျွန်တော်တို့အခုဒီငုတ်ကိုသွားတိုင်းမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အခုဒီငုတ်ကိုသွားတိုင်းမှာဖြစ်တဲ့အတွက်ကြောင့်ဒီငုတ်နဲ့အောက်ကဒီအစင်းအောင်အစိုးကြောင်းလေးပေါ့နော်အစိုးကြောင်းလေးနဲ့တန်းတဲ့ငုတ်ကိုအကုန်တိုင်းလို့ရပါတယ်ကျွန်တော်ဒီငုတ်မှာမတိုင်းမနဲ့ဒီငုတ်မှာမီတာလက်နဲ့ထောက်ထားလိုက်ရတယ်ဒီငုတ်မှာထောက်ထားလိုက်ရတယ်ဒါမှမဟုတ်ဒီဘက်ထရီဂျိုးဒါကတော့ဒါဘက်ထရီလိုင်းပေါ့နော်ဘက်ထရီလိုင်းကျွန်တော်တို့ဒီအနှုတ်ကျိုးမှာသွားထောက်ထားလိုက်ရပါတယ်အနှုတ်ကျိုးမှာโอเคအိမ်မှာမထောက်ချင်တယ်သူကဒီအနှုတ်ကျိုးနဲ့ဆက်တာဖြစ်တဲ့ကျွန်တော်တို့ဒီဘက်ထရီရဲ့ဒီအနှုတ်ဘက်ချမ်းမှာလေးထောက်လို့ရပါတယ်ဒီညမှာကျွန်တော်တခုပြောချင်ကြတယ်တခုပြောချင်တယ်ပေါ့ဒီဘက်ထရီအပေါင်းလုံးကိုဘယ်လိုကြည့်ရမလဲဆိုရင်ဒါမျိုးလုံးနေရကျွန်တော်တို့ဒီလိုအစွန်းလေးစမ်းကြတဲ့ခါမှာဒီမဲ့အရေးကလေးတွေ့ရတယ်ပေါ့နော်ဒီအရေးကလေးတွေပါတယ်ပဲဒီအပေါင်းဘက်ချမ်းမှာโอเคကျွန်တော်ဒီမဲ့ဒီဘက်ကိုကျွန်တော်အစွမ်းကကျွန်တော်ပြောတဲ့ငုတ်ကလေးကျွန်တော်ထောက်လိုက်မယ်ထောက်ပြီးသွားရင်ကျွန်တော်တို့ဒီအပေါက်ကလေးတွေကျွန်တော်တိုင်ကြည့်ပေါ့နော်ဒီ USB ကြောင်းမှာအပေါက်ကလေးပါတယ်ဒီအမြန်တော့ဒီပေါက်ကလေးပေါ့နော်ဒီပေါက်ကလေးကျွန်တော်တိုင်ကြည့်မယ်တိုင်ကြည့်ရင်ဒီမဲ့ကဏ္ဍလေးတက်လာတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ကဏ္ဍမတက်ဘူးဆိုနောက်တစ်ပေါက်ထပ်တိုးကြည့်ပါနောက်တစ်ပေါက်ကိုမီတာလက်တန်တစ်ချောင်းထပ်တိုးကြည့်ဘာလို့လဲဆိုရင်ကျွန်တော်တို့တိုင်းနဲ့အပေါင်းနဲ့ဒီဆက်သွယ်ထားတဲ့ငုံနဲ့လွဲနေမှာကြောက်ရတယ်ပေါ့အဲဒါကြောင့်နောက်တစ်ပေါက်ကထပ်တိုးကြည့်နှစ်ပေါင်းလုံးမတက်ဘူးဆိုရင်ဒါဒီဘက်ဟာသွင်းကောင်းလေးမကောင်းလို့ဆိုလို့ရတယ်တိုင်းထားတဲ့ငုံကဒီဘက်ချမ်းပေါ့နော်ဒီဘက်ချမ်းအဲဒါဆိုနောက်တစ်ခုထပ်ပြောင်းမယ်နောက်ဒီဘက်ငုံပေါ့နော်ကျွန်တော်ဒီဘက်ငုံအစားတော့ဒီဘက်ငုံတိုင်းနဲ့အခုဒီဘက်ငုံကိုပြောင်းသွားမယ်ပေါ့နော်အခုဒီဘက်ငုံတိုင်းနဲ့တိုင်းပြီးတော့အဲဒါဆိုဟိုဘက်ကအပေါက်ဒီဘက်ကိုကျွန်တော်တိုင်းလိုက်မယ်ဒီဘက်ကိုတိုင်းတော့ဒီမယ်ဒီဘောက်ကိုတိုင်းတော့လေဒီမီတာလေးကဒါလာနေပေါ့နော်โอเคပါဒီမီတာလေးလာနေတယ်ဒီဘက်ဘောက်ကိုတိုင်းတော့မီတာလေးလာနေဒါဆိုတော့ကျွန်တော်တို့ဒီအသွင်းကောင်းလေးကကျွန်တော်တို့ကောင်းနေပေါ့နော်အသွင်းကောင်းလေးကောင်းနေဆိုရင်ကျွန်တော်တို့ဒီစဉ်းစားရကျွန်တော်နှမျိုးပဲကျွန်တော်တို့ကျွန်တော်တို့ဒီတခဲရပဲခြားခြင်းမဝင်လာလားဒါမှမဟုတ်ရင်သူကျွန်တော်ရှိလာပို့ထားတဲ့ customer ရဲ့အတုံးကပဲအတုံးကပဲသူကခြားခြင်းမလာတာတော့ဆိုကျွန်တော်တို့သိဖို့လိုလိမ့်မယ်ပေါ့နော်โอเคပါဒါဆိုကျွန်တော်ရှိ customer လာပို့တဲ့ customer ရဲ့အတုံးတော့ကျွန်တော်ယူမကြည့်သေးဘူးဒီကောင်လေးကိုကျွန်တော်တို့ဘယ်လိုခြားခြင်းမဝင်ဘယ်လိုသိနိုင်အောင်ကျွန်တော်တို့စမ်းသပ်မယ်ပေါ့နော်ဟိုအနက်ကျိုးပဲဖြုတ်လိုက်မယ်အနက်ကျိုးပဲဖြုတ်လိုက်မယ်ဖြုတ်ပြီးတိုင်းကျွန်တော်ဒီတက်ခဲကကျွန်တော်တို့ခြားခြင်းဝင်မဝင်ကိုကျွန်တော်ဘယ်လိုစမ်းသပ်ကြမလဲဆိုရင်တော့ဒီတက်ခဲကိုကျွန်တော်တို့ပို့ထောက်ကြည့်ရခါမှာပို့တက်လိမ့်မယ်ပေါ့နော်ဒီမဲ့ဒီညမှာကျွန်တော်တို့အခုကျွန်တော်အစမ်းတော့20 game ပို့တော့ PC ပို့20ကိုထောင်းပါမယ်20ပို့ထောင်းပါကျွန်တော်တို့ဒီတက်ခဲကိုတိုင်းရမှာပေါ့နော်โอเคပါအပေါင်းတို့ဒါလည်းမယ်ဒီဘက်ကအနှုတ်ပဲချမ်းဒီဘက်ကဒါအရေးကလေးပါဆိုတာအပေါင်းပဲချမ်းမို့လို့ဒီအနီကျိုးလေးလည်းတက်ထားတယ်โอเคပါဒီမဲ့3.98ပို့ဆိုတော့ဒါ4.2နီးပါးရှိရလို့ဆိုနိုင်တယ်ပေါ့နော်4.2နီးပါးရှိတယ်ဆိုရင်ဒါဒီတက်ခဲတဲ့ဒါပြင်းနေ 4.2 ပို့ဆိုပြီးတော့ရှိပါတယ်အခု4.2နီးပါးရှိဆိုဒီကောင်ကဒါအားအပြည့်လောက်ရှိပေါ့နော်အားကို80%လောက်ရှိပါတယ်ဒါမျိုးကျွန်တော်တက်ခဲကိုကျွန်တော်အားရှိမရှိတိုင်းကျွန်တော်ဒါမျိုးမီတာလေးနဲ့ပါရမှာပဲမီတာလေးနဲ့မတိုင်းချင်ဆိုကျွန်တော်တို့ဒီမီတီလေးနဲ့တိုင်းကြည့်ပေါ့နော်ဒီတက်ခဲကိုနဲ့ကျွန်တော်တို့ထွန်းလို့ရတဲ့မီတီလေးနဲ့တိုင်းကြည့်ပါမီတီလေးလေးတော့ဒါအားကြီးတယ်မလင်းတော့ဒါအားမရှိဘူးပေါ့နော်ဟုတ်ပါဒါဆိုတော့ကျွန်တော်တို့ဒီကောင်လေးကျွန်တော်တို့ဘယ်လိုတိုင်းရမလဲဆိုရင်ကျွန်တော်ရှိမှဒီဒါမျိုးတက်ခဲကိုအားသွင်းတဲ့ခုံလေးရှိရပေါ့နော်အဲ့ခုံလေးနဲ့ကျွန်တော်ဒီကောင်လေးကျွန်တော်အားသွင်းကြည့်လိုက်မယ်โอ
OK ပါပေါ့နော်ကျွန်တော်ဒီမီဒီလေးကဒါတခဲရတော့ဒါပြုပြင်လို့မရတော့တခဲပြုပြင်လို့မရတော့ကျွန်တော်တခဲပဲအစ်စ်ပဲလဲလိုက်ရတယ်ပေါ့နော်တခဲအစ်စ်ကကျွန်တော်ဘလို့ဒီကောင်လေးကိုပြုတ်လို့ထားတယ်လို့ဒါအပေါ်နဲ့တိတ်တွေအုပ်လိုက်လို့ပေါ့နော်တိတ်တွေအုပ်လိုက်လို့ဒီဘက်ကဒါတခဲနှလုံးပေါ့နော်ဒါမျိုးတခဲနှလုံးကျွန်တော်ဝယ်ထည့်လိုက်ပါတယ်ဒါမျိုးတခဲနှလုံးဝယ်ထည့်တာပေါ့နော်ဒါနှလုံးတော့ဒါအစ်စ်တွေကြီးပါပဲပေါ့နော်ကျွန်တော်အဟောင်းပြန်ထည့်တာမဟုတ်ဒါမျိုးတခဲနှလုံးကျွန်တော်ဝယ်ထည့်တာပါအဲ့နှလုံးကိုကျွန်တော်ဒီဝါယာကြိုးတစ်ချောင်းနဲ့အပေါင်းပေါင်းချင်းဆက်တယ်ဒီနောက်ကလည်းဒါအနှုတ်နှုတ်ချင်းဆက်တယ်ဆက်ပြီးတော့မှအဲ့ဒီတခဲအနှုတ်ကနေမှဒီတခဲဖင်ရနေပေါ့နော်လို့တခဲအောက်ချမ်းတွေဒီအနှုတ်ကြိုးဒီအနှက်ကြိုးတစ်ချောင်းယူထားတယ်ပြီးတော့ဒီတခဲဒီအပေါင်းဘက်ချမ်းနေပြီးတော့ဒီအနီကြိုးနဲ့ကျွန်တော်အပေါင်းယူထားတယ်ပေါ့နော်ကျွန်တော်အဲ့တိုင်းလေးယူထားပါတယ်ပြီးကြတယ်ကျွန်တော်တို့ဒီမီရဲ့ဒီဘက်ထရီဆိုတဲ့ငုံမှာကျွန်တော်တို့လာတက်ပြီးမှာပေါ့နော်ခုကတော့ကျွန်တော်ဘယ်ငုတ်တွေမှာဒီကြိုးတွေတက်ကမလဲဆိုတော့ကျွန်တော်တစ်ချက်ပြန်ပြပြပေးမယ်ဒီအတွင်းဒီပလန်လေးပေါ့နော်ဆက်လာကျွန်တော်ပြောခဲ့တာပြီဒီပလန်လေးပေါ်ကဒီအပေါင်းနှငုတ်ကိုဒီလင်းငုတ်ရှိအပေါ့နော်အလဲနှငုတ်ကဘက်ထရီကြိုးနဲ့ဒီဘက်ထရီငွေရဲ့အပေါင်းကြိုးနဲ့မီဒီအပေါင်းကြိုးနဲ့တက်ကမယ်ပေါ့နော်ဒီဘက်ဆွန်းဒီဒိုင်ယိုကလေးပါတဲ့ဘက်ချမ်းကြတော့ဒိုင်ယိုကလေးပါတဲ့ဘက်ချမ်းငုတ်ကိုကြတော့ကျွန်တော်တို့ဒီမီးပြရဲ့အနှငုတ်ကိုတက်ကမယ်ဒီဒိုင်ယိုကလေးမပါဘူးပေါ့နော်ဒီအာသွင်းကောင်းနဲ့ကျွန်တော်ဓာတ်ရိုက်ဒီအာသွင်းကောင်းရဲ့ဒီမှာငုတ်ပေါ့နော်ဒီမှာဒါအာသွင်းကောင်းရဲ့ငုတ်အာသွင်းကောင်းနဲ့ဆက်ထားတဲ့ဒီငုတ်ကလေးကြရင်ကျွန်တော်တို့ကဒီဘက်ထရီရဲ့အနှုတ်ကြိုးတက်ကပါမယ်အခုဒီလောက်ကျွန်တော်ဒါရှင်းသွားလို့ဘယ်လိုထင်လဲပေါ့နော်မရှင်းရင်လည်းဒီဗီဒီယိုအောက်ကကောင်းမှာမေးခဲ့လို့ရပါတယ်โอเคပါကျွန်တော်ဒါဆိုရင်ဒီကောင်လေးကျွန်တော်အကုန်ပြန်လုံးလိုက်မယ်ပေါ့နော်ဒါလည်းသူ့ရတာအိမ်လေးပေါ့နော်ဒီအိမ်လေးကိုကျွန်တော်ထည့်ရမယ်ဆန္ဒတော့ကျွန်တော်ဒီတခဲကိုဗီဒီယိုစမှာတော့ကျွန်တော်ဒီတခဲကိုကျွန်တော်ပြင်ပြမယ်လို့ကျွန်တော်တွေးထားတာပေါ့နော်အခုကျတော့ဒီတခဲကဘယ်လိုမှပြင်မရအောင်ပြင်ပြရတဲ့အတွက်ကြောင့်ကျွန်တော်တခဲအစ်စ်လဲလိုက်ကပါတယ်သူအရင်ပါတဲ့တခဲကိုကျွန်တော်ပြန်ပြင်ပြမယ်လို့တွေးထားပါတော့သူအရင်ပါတဲ့တခဲပြန်ပြင်လို့မရဘူးအတွက်ကြောင့်ကျွန်တော်တို့ဒီတခဲအစ်စ်ဝယ်လဲလိုက်ကပါတယ်ပြီးရင်တခဲမခလောင်လို့ဒီဖော်တုံးလေးထည့်ပေးလိုက်ပါနော်ဒီဖော်တုံးလေးမရှိရင်ဒါပလတ်စတစ်အလီပဲလုံးလည်းထည့်ပေးလိုက်ပါအတိုင်းကျွန်တော်ဗီဒီယိုဒါပုံမှန်ကြည့်နေကြဆိုလို့တည်ရဒီnet ကျတဲ့နေရာမှာတားကြီးမကျနေပေါ့နော်။ဘာလို့လဲတားကြီးကျလိုက်ဒီမီးပြရက်တာအတွင်းနဲ့ဖော်လုံးလေးပါပြီးတော့ကြောင့်ကော့တော်တာမျိုးဖြစ်တတ်ပါတယ်။အဲဒါကြောင့်ကျွန်တော်တို့နည်းနည်းပဲချက်ပါ။မီးပြကော့သွားရင်ဒီပလန်းလေးတွေပြတ်သွားရင်လည်းမီဒီယမ်မလင်းတော့ဘူးပေါ့နော်။အဲဒါကြောင့်မလို့တားကြီးမကျပြပါနဲ့တားကြီးကျရင်ကော့သွားမှာပေါ့နော်ကျွန်တော်လည်းဒါထိန်းကျက်ထားတာပါ။ပြီးတော့ဒီဖုန်းလေးပြန်ဖုံးပေးလိုက်မှာပေါ့နော်။ဒီဖုန်းလေးပြန်အုပ်ပေးလိုက်မယ်။တော်တယ်နည်းနည်းပါးကလင်းနာလုပ်လိုက်မှာပေါ့နော်နည်းနည်းပါးတန်ရှင်းလုပ်လိုက်မယ်တော်တယ်နည်းနည်းတရားဝါလို့ရေးထားပါတယ်ဒီမှာတရားဝါမီဒီပေါ့နော်ဒီကောင်လေးကကျွန်တော်တစ်ချက်တော့ဖွင့်ကြည့်မယ်ဒါနောက်တစ်ချက်ကျွန်တော်တော်လေးကိုလင်းနေပေါ့နော်ပထမတစ်ချက်ကနည်းနည်းမိန်နဲ့နောက်တစ်ချက်ကတော်တော်ကြီးကိုလင်းပါတယ်โอเคပါကျွန်တော်ဒီမီဒီတော့အားသွင်းမပြရတော့ဒါတကယ်အသစ်စင်တော့ဒါကျွန်တော် predicted လေးဒါအားသွင်းရမယ်ဆိုတော့ဒါတီးပြီးသားပဲနေလိမ့်မယ်အဲဒါကြောင့်မလို့ကျွန်တော်အားသွင်းတော့မပြရတော့ဘူးအဲဒါကျွန်တော်ဒီဗီဒီယိုဒီမှာပဲဆုံးသက်မယ်ပေါ့နော်အားလုံးပဲဒီမင်္ဂလာစီတုံးလေးပြပါစီဒါမျိုးဒီလျှက်စင်းနဲ့ပတ်သက်တဲ့ဖူးတဲ့ရဲ့ဗီဒီယိုကြည့်ရင်ကျွန်တော် channel လေးကို subscribe လုပ်လို့ရပါတယ်ပြီးတော့ဒီဗီဒီယိုတွေကကျွန်တော်တို့အတွက်အထူးညပူစရာတစ်စုံတစ်ခုရရှိရင်ဒီဗီဒီယိုမှာ like ဆိုကလေးနှိပ်ပေးလို့ရပါတော့โอเคပါကျွန်တော်ဒီဗီဒီယိုဒီမှာပဲဆုံးသက်မယ်အားလုံးပဲ bye bye